Hey everyone, welcome back to my English channel. Today, I'd like to teach you how to introduce yourself. အားလုံးမင်္ဂလာပါဒီချက်မွန်နီကာပါဒီနေ့မှာတော့ချေတို့ basic English learners တွေအနေနဲ့ချေတို့ဒီ spoken English မှာအခြေခံအကျဆုံးthe first step ဖြစ်တဲ့ how to introduce yourself ဆိုတဲ့ခေါင်းစဉ်လေးနဲ့ချေတို့စလိုက်ရအောင် Okay, let's start from scratch. ပထမဆုံးခြေလှမ်းနေစမယ်The first one, the first step ကချေတို့ဘယ်ကနေစမလဲဆိုရင်လူတယောက်ပထမဦးဆုံးတွေ့ပြီးဒီလူတယောက်နဲ့ကိုယ်နဲ့မသိသေးဘူးပထမဦးဆုံးကိုကမိတ်ဆက်တော့မယ်ဆိုရင်ချေတို့ရချက်ချင်းသွားပြီးတော့ကျွန်တော်နာမည်ဘယ်သူပါသွားပြောလို့မရဘူးအဲ့တော့အရင်ဆုံးချေတို့တွေကgreeting လေးနဲ့သွားမယ်ပေါ့နော် greeting မှာ English မှာဆိုရင်ချေတို့အခုမှစတွေ့တဲ့လူဆိုလို့ရှိရင်တော့ hi hello ဒီလိုနှုတ်ဆက်လို့ရပါတယ်ချေတို့ကိုယ်နဲ့ယဉ်နီးပြီးသားလူဆိုရင်တော့ဒါ hey ဘာညာနှုတ်ဆက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုမှပထမဆုံးစတွေ့မဲ့လူဆိုလို့ရှိရင်တော့ hi hello အဲ့လိုလေးရနေစပြီးတော့နှုတ်ဆက်လို့ရပါတယ်ဒါက greeting မှာ greeting မှာချေရီ hello hi နှလုံးနဲ့ပြီးမသွားပါဘူးချေရီနောက်ကနေပြီးတော့အဲ့လိုမျိုးနေကောင်းလားစင်တီလားအဲ့လိုမျိုးလေးချေရီမြန်မာမှာပြောသလိုမျိုးပေါ့နော်အခုမှစတွေ့ရတဲ့လူကိုချေရီကလည်းအဲ့လိုမျိုးလေးတွေနည်းနည်း natural ဆန်ဆန်လေးစပြီးတော့ greeting လုပ်ရင်ပို့ပြီးတော့ကောင်းပါတယ်ဥပမာ for example hi how are you hello how's it going?How's it going? How is it going? Cheria, how's it going? အဲ့လိုမျိုးလေးစပြီးတော့မိတ်ဆက်လို့ရပါတယ် Okay, this time listen to me first, then repeat after me. ဒီချက်ကိုအရင်နားထောင်မယ်ပြီးရင်နောက်ကနေလိုက်ပြောကြည့်ရအောင် Hi, how are you? Okay, that's great. And let's go to another option. နောက်ထပ် option တစ်ခုကိုချေရိုးဆက်သွားရအောင် Hello, how's it going?Okay ဒါဆိုလို့ရှိရင်တော့ဒါ cherry greeting ကိုပြောတတ်သွားပြီအဲ့တော့ hi how are you hi hello how's it going ဒီနှစ်ခုစလုံးကိုတပြိုင်တည်းအကုန်ပြောစရာမလိုဘူးเนาะကြိုက်တဲ့ option ကိုရွေးပြောလို့ရပါတယ် okay alright so second step အနေနဲ့ cherry ကကဲ greeting ပြီးပြီဒါဆိုရှင်တော့ကိုစပြီးမိတ်ဆက်တော့မယ်ကိုရဲ့နာမည်ကိုစပြီးမိတ်ဆက်တော့မယ် alright cherry ကနာမည်ကိုမိတ်ဆက်မယ်ဆိုလို့ရှိရင် my name is နဲ့လည်းတွားလို့ရတယ် my name is ကျတော့ cherry ဒါကအရေးမှာဆိုရှင်တော့ဒီလိုအရှိကောက်ရေးတယ်အရှိရေးတယ်ပေါ့နော်ကျတို့တွေspoken English အပြောမှာဆိုလို့ရှိရင်တော့ English အပြောမှာဆိုလို့ရှိရင်တော့ကျတို့အတူကောက်ပေါ့အတူကောက်နဲ့သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပြောကြည့်အောင် for example my name's Sue ဒီချက်နာမည်ဆိုဒါတစ်ချက် Sue right အဲ့တော့ my name's Sue you can call me Monica you can call me ဆိုတာကမင်းငါ့ကိုဒီလိုလေးခေါ်လို့ရပါတယ်ဆိုပြီးကိုယ့်ရဲ့ nickname လေးကိုထည့်ပြောတာ okay အဲ့တော့ကိုယ့်ရဲ့နာမည်အရင်ပြောမယ်ပြောလို့ရှိရင်အကယ်၍ကိုယ့်မှာများ nickname ရှိခဲ့တယ်ဆိုလို့ရှိရင် nickname လေးပါဒီလိုခေါ်လို့ရပါတယ်ဆိုတာလေးကိုပြောလို့ရတယ် right အဲ့တော့ listen to me first okay my name's Sue you can call me Monica ဒါမျိုးလေးပေါ့ right အဲ့တော့ကိုယ့်ရဲ့နာမည်လေးရဲ့ကိုယ့်ရဲ့အကယ်၍များ nickname ရှိလို့ရှိရင် nickname လေးနဲ့ဒီလိုကျွန်တော်ကိုဒီလိုခေါ်လို့ရပါတယ်ကျမကိုဒီလိုမျိုးလေးတော့ခေါ်လို့ရပါတယ်ဆိုတာလေးကိုထည့်ပြီးတော့ပြောသွားလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒါဆိုလို့ရှိရင် cherry greeting လည်းပြောတတ်ပြီကိုယ့်ရဲ့နာမည်လေးကိုလည်းပြောတတ်ပြီအဲ့တော့ပြောတတ်အောင်လို့ဒီချက်ကအရှိကနေအရင်ဆုံးပြမယ်ဒီကအားလုံးပဲ learners တွေကအနောက်ကနေပြီးတော့ဒီချက်ပြောပြီးသွားလို့အလှည့်ပေးလိုက်တဲ့အခါကျလို့ရှိရင် greeting ပြောမယ်ကိုယ့်ရဲ့နာမည်လေးနဲ့ထည့်ပြောမယ်เนาะဒီချက်နာမည်ကိုလိုက်ပြောစရာမလိုဘူးเนาะ okay right okay let's get started hi how are you my name's Sue you can call me Monica it's your time okay that's great ဟုတ်ပြီတော်တယ်အဲဆိုလို့ရှိရင် cherry နောက်တစ်ခုကိုဆက်သွားရအောင်cherry လူတယောက်ကိုမိတ်ဆက်တဲ့အခါကျလို့ရှိရင်ကျွန်တော်နာမည်ဘယ်သူပါဆိုတာလည်းရက်မသွားဘူးကျွန်တော်ဘယ်ကလာတာပါအခုတော့ဗမာနေပါတယ်ဒီလိုမျိုးလေးလည်းဆက်ပြီးပြောလို့ပြောထားရှိရပေါ့ကွယ်အဲ့လိုမျိုးဆိုလို့ရှိရင် cherry English မှာဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်ကလာတာပါဆိုလို့ရှိရင် I came from Myanmar alright လက်ရှိတော့ Bangkok မှာနေပါတယ်ဆိုလို့ရှိရင် I'm currently living in Bangkok အဲ့လိုလေးပြောလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်ကျတို့10ခုတင်သွားတာ3မျိုးရှိသွားပြီ။ပထမဆုံးတစ်ချက်က greeting နောက်တစ်ခုကကျတော့ကျတို့ introducing your name right name ကိုပြောတယ်။နောက်တစ်ခုကကျတော့ကျတို့ where do you come from ဘယ်ကလာလဲ where do you live right where do you live in ဒါမျိုးလေးတွေကိုကျ3မျိုးတင်သွားပြီးပါပြီ။အဲ့တော့3မျိုးတင်သွားပြီးပြီဒါဆိုလို့ရှိရင်တော့ကျတို့ပြောကြည့်ရအောင် Hello how's it going
My name's Sue. You can call me Monica. I came from Myanmar. I'm currently living in Bangkok. အဲ့လိုပြောလို့ရပါတယ်။ကဲအဲ့တော့ဒီဗီဒီယိုလေးကို pause လုပ်ပြီးတော့ကိုယ့်ကိုပြောကြည့်ပါအောင်။ကိုယ့်အနေနဲ့ဆိုရင်ဘယ်လိုမျိုးလေးပြောမလဲပေါ့နော်။ကိုယ့်အကြောင်းပြောပြီးပြီဆိုရင်ကိုယ့်အကြောင်းမျိုးစတိုက်ပြောလို့မရအောင်လေနော်။အဲ့သူများကိုလည်းကိုကပြန်မေးရမယ်မရောဆိုလို့ရှိရင် तू ကလည်းသူ့ရဲ့နာမည်နဲ့ तू ဘာမှနေလဲဒါမျိုးလေးတွေ तू ကလည်းပြန်ပြောမယ်ပေါ့နော်။ပြောမယ်ဆိုတော့ချေတို့ကလွယ်လွယ်လေးပါပဲ and you ဒီလိုလေးပဲမေးလိုက်ရုံပဲ။ right အဲ့တော့ဒါကတော့ဒါဆရာ basic level ကိုဥတီပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ပိုတဲ့ဒီ usage တွေနဲ့လည်းပြောလို့ရတယ်ဒါပေမဲ့the first step အနေနဲ့ဒီပထမဆုံးဥမာအင်္ဂလိပ်စာကိုစပြီးတော့လေ့လာမယ်အခုမှစပြီးတော့ပြောတတ်ဖို့စူးစမ်းနေတဲ့ဒီ learners တွေအတွက်ကိုရွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ cherry ဒီလိုရှင်းလေးပဲ and you and you ဆိုပြီးတော့သူ့ကိုဒီလိုမျိုးလေးပြုံးလေးနဲ့သူ့ပြန်မေးလိုက်မယ်ပေါ့နော်ပြောရည်လည်းနားထောင်ပြီးဒါဆိုလို့ရှိရင် cherry ကိုယ့်ရဲ့စကားဝိုင်းလို့နည်းနည်းပို့ပြီးစွတ်ပြေလေးဖြစ်သွားအောင်ဥပမာကျမကတော့ဥပမာကျွန်တော်ကတော့ graphic designer ပါအမကရောအကိုကရောဘာတွေလဲအဲ့မျိုးလေးပြန်ပြီးတော့မေးရပါတော့တစ်ဖက်လူကိုလည်းကိုကပြန်မေးရမယ်လीဟုတ်တယ်မလားအဲ့တော့ကိုကြီးပဲကိုအကြောင်းကိုကြီးပဲတောက်လျှောက်ပြောသွားလို့မရတာနော်အဲ့လိုဆိုတော့ဥပမာ for me ဒီချက် address ဆိုလို့ရှိရင်တော့ဥပမာ I'm an English teacher what about you အဲ့လိုမေးလို့ရတယ်ကျမကတော့အင်္ဂလိပ်စာဆရာမဖြစ်ပါတယ်ဒီဘက်ကမရောဒီလိုမျိုးလေးပြန်မေးတဲ့ပုံစံမျိုးလေးနဲ့မေးလို့ဆက်ပြီးတော့မေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီ share တွေကသူ့ရဲ့နာမည်လည်းသိပြီကို့နာမည်လည်းပြောပြီးပြီသူ့နာမည်လည်းသိပြီပြီးတော့ကိုဘယ်မှာနေရလဲပြောပြီးသွားမိတ်ဆက်ပြီးသွားပြီသူဘယ်မှာနေလဲကိုကဒါသိတဲ့တော့သိပြီပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူကလည်းကိုကလည်းဘာလုပ်လို့လဲဆိုတော့လည်းသိပြီသူဘာလုပ်လဲဆိုတော့လည်းသိပြီအဲ့ဒါလို့ရှိရင်ကိုကနည်းနည်းလေးဒီနေရာမှာရက်လိုက်ရတော့ဘာမှမဖြစ်ဘူးဒါပေမဲ့နည်းနည်းလေးပို့ပြီးတော့ကိုကဒီလူနဲ့တအားကိုအဲ့လိုရင်းနှီးသွားခြင်းနဲ့ခင်သွားခြင်းနဲ့ဒါမျိုးဆိုလို့ရှိရင်တော့တချို့တွေကနည်းနည်းပို့ပြီးတော့စကားစမြည်ပြောလို့ကောင်းတာလေးရဆိုတော့အဲ့လိုမှာ what do you usually do in your free time what do you usually do in your free time မင်းရဲ့free time မှာဒီအားလက်ချိန်တွေမှာဘာတွေလုပ်လို့ရှိလဲဒါကြောင့်လို့ရှိရင်သူကဥပမာပေါ့သူက listening to music လောက်တာကိုကြိုက်တာလားဒါဆိုလို့ရှိရင်ကိုကလည်းကြိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာဒီနေရာကြီးကြိုက်ပါပြီစကားဆက်ပြောလို့ကောင်းပါပြီဟုတ်တယ်ဟုတ်အဲ့လိုမျိုးဆိုတော့လူဆိုတာကိုနဲ့ဝါသနာတူတဲ့လူတွေ့လို့ရှိရင်အရန်ကိုကြော်ကြတယ်လေနော်လူတွေကသဘောကျကြတယ်ဥပမာတကယ်ချင်းအစ်စ်ကကိုနဲ့ဝါသနာတူနေတယ်ဥပမာ swimming လုပ်ရတာကြိုက်တာလားပြီးတော့ရှင်သူက sports ဒီကြိုက်တာလား football ကြိုက်တာလားဒါမျိုးဆိုလို့ရှိရင် cherry ကပို့ပြီးတော့ဒီလူတွေတယောက်ကြားထဲမှာ friendly ပို့ပြီးတော့ဖြစ်သွားမယ်လို့မျှော်လင့်လို့ဒီချက်ဒါလေးကိုထည့်ပြောခြင်းဖြစ်ပါတယ်အဲ့လိုဆိုတော့ cherry ဆက်ပြီးမေးလို့ရတာက what do you usually do in your free time ဆိုလို့ရှိရင်သူကပြောI usually listen to music in my free time ဒါမျိုးဆိုလို့ oh really I love listening to music too ကျမလည်းတချင်နာထောင်ရတာကြိုက်ပါတယ်ဒီလိုမျိုးလေးပြောလို့လည်းရတယ်လို့ Jerry က positive အနေနဲ့ me too ကို so do I အဲ့လိုမျိုးလေးလည်းလှည့်ပြီးတော့ထည့်ပြီးတော့ပြောလို့ရပါတယ်အဲ့ဒီနောက်ဆုံးတစ်ခုအနေနဲ့ဥပမာကိုရီးယားဘယ်မှာတွေ့ရလဲဥပမာဒီ mall တစ်ခုမှာတွေ့ရလားဒါမှမဟုတ် restaurant တစ်ခုမှာတွေ့ရလားဥပမာဒီ street food ထိုင်းတို့ဘာလို့ဆိုပိုတော့ကောင်းတဲ့ street food တို့ဘာလို့လိုက်စားရင်းနဲ့တွေ့ရလားအဲ့လိုမျိုးဆိုလို့ရှိရင် Jerry ကနေရာဒေသကိုအမှုတည်ပြီးတော့ဒီဥပမာကိုကအစားတောက်နဲ့ပတ်သက်တဲ့နေရာလေးတစ်ခုမှာရောက်နေရဆိုလို့ရှိရင်ကိုကထပ်ပြီးတော့နည်းနည်းလေးလေကြောရှည်လို့ရတာကဘာလဲဆိုတော့do you like spicy food ဒီလိုမျိုးလေးထည့်ပြောလဲ do you like Thai street food ဒါမျိုးလေးထည့်ပြီးတော့ပြောလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ် okay ဒါဆိုလို့ရှိရင်တော့ Joey ကကိုပထမဆုံးတစ်ချက်ထည့်ပြောသွားတဲ့အကြောင်းအရာလေးတွေက greeting ပါမယ်ပြီးတော့ရှင်ကိုယ့်ရဲ့နာမည်လေးပါမယ်ပြီးတော့ရှင်ကိုဘယ်မှာနေလဲဆိုတာပါမယ်ပြီးတော့လို့ရှိရင်တော့ကိုကဘာလို့လုပ်တယ်သူများကိုလည်းကိုကဘာလို့လုပ်လဲလို့မိတ်ဆက်ပေးပြီးသွားပြီသိပြီးသွားပြီနောက်တစ်ခုကကျတော့Cherry နောက်ထပ် additional အနေနဲ့ထည့်ပေးထားတာကfree time မှာဘာလုပ်လေးရှိသလဲအဲ့လိုရှင်အစားဆိုလို့ရှိရင်ရော spicy food တွေဘာတွေကြိုက်တက်လားဒီလိုမျိုးလေးနည်းနည်းလေးစကားဆက်ပြီးပြောလို့ကောင်းဒီလိုမျိုးလေးထည့်ပေးထားတာဖြစ်ပါတယ်ဒါကတော့ဒီချက်ကအလုပ် interview အတွက်ပြောတာမဟုတ်ပါဘူးတခုတတိထားမှာကလေနောက်ပြီးတော့ဒါဒီချက်ကအပြစ်မှာလူကြောင်ကြောင်စတွေ့ရဲ့အချိန်မှာမိတ်ဆက်လို့ကောင်းတဲ့အနေထားလေးကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုအချက်ကလေးထည့်ပြီးတော့ပြောပြီးတော့မိတ်ဆက်မယ်ဆိုလို့ရှိရင်တော့အရင်ကပဲဒါကောင်းတဲ့ composition လေးတစ်ခုဖြစ်လာမယ်လို့ယုံကြည်ပါတယ် okay Cherry ဒါဆိုရင်စကားစမြည်လေးလည်းပြောပြီးသွားပြီအကုန်လုံးသူလည်းသူဆက်သွားမယ်ကိုလည်းကိုဆက်သွားတော့မယ်ဆိုလို့ရှိရင် Cherry က conclusion အနေနဲ့ဒီမျိုးစကားပြောလို့အရင်ကောင်းလိုက်တာနောက်ထပ်တွေ့ဖို့ကျွန်မမျှော်လင့်ပါတယ်ဒါမျိုးလေးပြောချင်တယ်ဆိုလို့ရှိရင် I love this conversation I hope to see you again soon. Option တစ်ခုအနေနဲ့ဒီချေတို့တဲ့nice one. Catch you later.
nice one catch you later ဒါကကြတော့ဘာလဲဆိုတော့စကားပြောလို့လေအဲ့ဒါတွေ့ဆုံရတာကိုအရင်ကောင်းပါတယ်နောက်ထပ်တွေ့ကြမယ်ဒါကကျတော့နည်းနည်းလေး informal ဆန်တာပေါ့နော်ပို့ပြီးတော့ဒါအတောင်ကြောင့်အရင်ရင်းနှီးပါတယ်သူကလည်းကိုယ့်ကိုတအားတွေရင်းနှီးသွားတဲ့ပုံစံမျိုးမြင်ရတယ်ကိုနဲ့သူနဲ့ကြားထဲမှာအရန်ကိုပြောလေးနဲ့စကားတွေအရန်ပြောခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးဒီ informal way နဲ့ပြောလဲရပါတယ် okay ဒါဆိုလို့ရှိရင်တော့ဒီနေ့တစ်ချက်ပြောပြသွားတဲ့အကြောင်းအရာလေးကိုအားလုံးပဲအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်တတာ